အားလုံးပဲမင်္ဂလာပါကျွန်တော် friend ပါကျွန်တော်ဒီနေ့ကနေစပြီးတော့ N2 reading နဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်လေးကျွန်တော်တင်ပေးသွားပါမယ် N3 မှာတော့ရှင်းပြခဲ့သလိုမျိုးပဲ N2 ကိုလည်းပဲကျွန်တော် reading ကိုအသေးစိတ်လေးရှင်းပြပြီးတော့ဖြေရမယ့်ပုံစံလေးတွေပြောပြမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော်ပထမဆုံး reading လေးကိုစပြီးတော့ဖတ်မယ်ပေါ့နော်ဆိုတော့N2 reading ဖြစ်တဲ့အတွက်ကြောင့်မလို့ N3 ထက်တော့အများကြီးပို့ပြီးတော့ခက်ခဲမှုတွေရှိပါတယ်ကြည့်တော့ဆိုလို့ရှိရင်ပြောနေတာကြာပါတယ်ကျွန်တော်တို့စကြည့်အောင်ဗျเนาะအရင်ဆုံးပထမတစ်ကြောင်းကနေစပြီးတော့ကြည့်မယ်နော်ဆိုတော့ကန်တိုင်ကဂျီကန်ကဒွန်ဒွန်ခါဆူကူစာရိုက်တဲ့အီလူတိုမိုအီပါရဲမှာဒီနေရာမှာကျွန်တော်ခန်းကြီးလေးတွေကိုဘိုးလေးတွေတင်ပေးထားတယ်เนาะဒီမှာစလုံးမဲလေးတွေနဲ့မှတ်လွယ်အောင်လုပ်ပေးထားပါတယ်ကန်တိုင်ဆိုတာကမျက်မှောက်ခေတ်ယခုလက်ရှိခေတ်ပေါ့နော်မျက်မှောက်ခေတ်မှာတော့ဂျီကန်ကဒွန်ဒွန်ခါဆူကူစာရိုက်တဲ့အီလူတိုမိုအီပါရဲမှာအချိန်ကပိုပြီးတော့ခါဆူကူစာရဲမှာခါဆူကူဆိုတာကဒါအလင်းမြန်လှုပ်ခြင်းခံရတယ်အချိန်မြင့်နေတာအောင်ပြောနေတာဖြစ်ပါတယ်เนาะအချိန်ကပိုပြီးတော့အချိန်မြင့်တင်ခြင်းခံနေရတယ်ဆိုပြီးတော့ Iware Mas ပြောကြပါတယ်တဲ့ဒီစာကြောင်းလေးကိုမှတ်ထားမယ်เนาะဂျီကန်ကဒွန်ဒွန်ခါဆူကိုစာရတဲ့အီတို့အချိန်ကပိုပြီးတော့အချိန်ဟုန်မြင့်တင်ခြင်းခံနေရတယ်လို့ပြောကြတယ်နာနီကိုတိုနီမိုဘာကိစ္စမဆိုတဲ့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ဟာယခုမြန်เนาะဆိုပြီးတော့တို့ဆဲကားစားရဲဆိုတာကတွန်းအားပေးခြင်းခံရတယ်နောက်ကနေပြီးတော့ဘယ်ကိစ္စမှာပဲကျွန်တော်တို့မြန်လုပ်ဆိုပြီးတော့ဖိအားပေးနေတွန်းအားပေးခြင်းကိုခံနေရပါတယ်ဂျီကန်တို့ကျောဆိုဆူရုကနော်ယောနီအချိန်နဲ့ကျောဆိုဆိုတာကအပြေးပြိုင်တာရှင်းပြိုင်တာကိုပြောတာပေါ့နော်အချိန်နဲ့ကျွန်တော်တို့ကအပြေးပြိုင်နေတဲ့ပုံစံလိုမျိုးအီဆိုဂါရှိစာနီအိုအာရဲတဲ့အီလိုခိုတိုအီဆိုဂါရှိစာအလုံးများတာเนาะအလုံးများတာကနေပြီးတော့ORA တဲ့ဤလူဆိုတာကလည်းပဲတွန်းအားပေးခြင်းခံနေရတယ်เนาะနောက်ကနေပြီးတော့အလုံးများတယ်ဆိုရင်ကိစ္စကြီးကကျွန်တော်တို့လိုက်ပြီးနောက်ကနေတွန်းအားပေးနေတယ်တဲ့အဲ့လိုမျိုးဖြစ်နေတဲ့အကြောင်းအရာတွေကိုတဲ့အိုတိုနာတာချီကအကျွဲရောက်ပြီးသားသူတွေလူကြီးတွေကခိုးယူဤခါတော့ရှိတဲ့အီလူနော်ဒက်စ်ဒါမျိုးပြောတဲ့ပုံစံမျိုးတုံးနေကြတာဖြစ်ပါတယ်ဆိုတော့ဒီစာကြောင်းရဲ့အတိတ်ကဒီပထမဆုံးစာကြောင်းဖြစ်တဲ့ဂျီကန်ကဒွန်ဒွန်ခါဆူကိုစာတဲ့အီလူဆိုတဲ့စာသားကိုပြန်ပြီးတော့ရှင်းပြနေတာဖြစ်တယ်။အချိန်ကပိုပြီးတော့အချိန်အောင်မြင့်နေကြီးခံနေရတယ်ဆိုတဲ့စာသားရဲ့အတိတ်ကဘာလဲဆိုတော့ဘယ်ကိစ္စမှမဆိုကျွန်တော်တို့နောက်ကနေပြီးတော့မြန်လုပ်ဆိုပြီးတော့ဖိအားပေးခြင်းခံနေရတယ်။မသိလို့ရှိရင်အချိန်နဲ့ကျွန်တော်တို့ကအပြေးပြိုင်နေရတလားလို့တော့ထင်ရလောက်အောင်မျိုးအမြဲတမ်းပဲအလုံးများတယ်ဆိုတဲ့ကိစ္စကြီးကကျွန်တော်တို့ကိုနောက်ကနေလိုက်ပြီးတော့တွန်းအားပေးနေတယ်နော်။အဲ့လိုမျိုးတွန်းအားပေးနေတဲ့အကြောင်းအရာကိုအရွယ်ရောက်ပြီးသားသူတွေကဘယ်လိုပြောကြလဲဆိုရင်ကြီးကန်ကဒွန်ဒွန်ခါဆူကိုစာရတဲ့အီလူဆိုပြီးတော့ပြောကြတယ်ပေါ့နော်ဒီလိုပုံစံမျိုးနဲ့ပြောနေကြပါတယ်တဲ့အီဆွန်မိုအမြဲတမ်းပဲအိုနာဂျီဟာယာဆာတဲ့ကြီးကန်ကနာဂါရဲတဲ့အီလူဟာဇူနာနော်နီအမြဲတမ်းပဲတူညီတဲ့ဟာယာဆာအမြန်နှုံးနဲ့ကြီးကန်ကနာဂါရဲတဲ့အီလူအချိန်ကစီးစင်းနေတယ်မနေ့တိုင်း24နာရီကျွန်တော်တို့ရကြတယ်နော်24နာရီအချိန်ကုန်ဆုံးနေဒီစာတော့အဲ့ဒါကိုပြောနေတာအမြဲတမ်းပဲတူညီတဲ့အမြန်နှုန်းနဲ့အချိန်ကစီးစင်းနေတာမှန်ပေမဲ့လည်းပဲဂျီကန်တော့ခန်ကာကူကမီဂျီကာကူနတ်တာယောနာခီဘွန်အချိန်ကတိုးတောင်းလာတယ်လို့မျိုးခီဘွန်တဲ့ခံစားချက်မျိုးနဲ့အိုဟီတာတဲတာတဲ့အီလူတာမယ်တဲ့ရှော့တယ်အချိန်ကတိုးတောင်းလာတယ်ဆိုတဲ့ခံစားချက်မျိုးနဲ့ဖိအားပေးခြင်းခံနေရတဲ့အတွက်ကြောင့်မဟုတ်လားဆိုတော့ပြောချင်တာကတော့နေ့တိုင်းကျွန်တော်တို့က24နာရီတူညီတဲ့အချိန်ရကြတယ်တူညီတဲ့အချိန်ပဲကုံဆုံးတယ်ဆိုပေမဲ့လည်းပဲကျွန်တော်တို့ရဲ့စိတ်ထဲမှာအချိန်တွေကတိုးတောင်းတယ်ဆိုပြီးတော့ခံစားရတယ်တဲ့နော်ခံစားရတယ်ဆိုရီကို ND ကအဲ့ဒါကိုအဲ့လိုမျိုးခံစားချက်မျိုးကို ND ဆိုတဲ့သူကတဲ့မိုမိုတိုယူစာကိုဟင်းတော့နာကတဲ့မိုလို့ခေါ်တဲ့သူရဲ့စာကိုဟင်းလက်ရမြောက်တဲ့ဝတ္ထုပဲဖြစ်မယ်နော်ဝတ္ထုတဲမှာဆိုလို့ရှိရင်တဲ့ဂျီကန်တိုရိုဘိုတို့ယော်ဘီမာစတာအချိန်တကူဆိုပြီးတော့ခေါ်ခဲ့တယ်တော့ဘာလို့အချိန်တကူလို့ခေါ်တာလဲဆိုရင်နေတိုင်းကျွန်တော်တူညီရဲ့အချိန်ကြီးကုံဆုံးတာမှန်ပေမဲ့ကျွန်တော်တို့ရဲ့စိတ်ထဲမှာအချိန်ကတိုးတောင်းနေလို့ခံစားရတဲ့အတွက်ကြောင့်ယူကူရီဟာနာအိုမီတာရီအုံငါကိုတာနိုရှင်းတာရီစုလို့အေးစီပန်းလေးတွေကိုကြည့်တာမျိုးတွေအုံငါကိုတာနိုရှင်းတာရီဒီဂီတာကိုပျော်ရွှင်စွာနဲ့ခံစားတာမျိုးတွေလုပ်ဖို့ပေါ့နော်ဇွန်တော့ယူတာရီရှိတာဂျီကန်ကအဲ့လိုမျိုးတက်တာနဲ့ AACC နဲ့ကုံဆုံးရမယ့်အချိန်တွေကလူစမာရဲတဲဤခုခိုးယူခြင်းခံရတယ်
to you hanashi deshita ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။အဲ့တော့ဒီ Andy ဆိုတဲ့သူပြောတဲ့ကြီးငန်တူရောဘူးအချိန်တကူဆိုတာဘာကိုပြောရလဲဆိုကျွန်တော်တို့ AACC ဖြတ်တန်းရမယ့်အချိန်ကြီးကအခိုးယူခံရတယ်ပေါ့နော်ဒီလိုမျိုးအဓိပ္ပာယ်မျိုးနဲ့သူကပြောတာဟုတ်ပြီနောက်ထပ်ပြောကျွန်တော်ထပ်ကြည့်အောင်ဤစမို့တဲ့နာနီကရှိတဲ့ဤနိုင်တို့ခီကအိုကြည့်စကားနဲ့အမြဲတမ်းပဲတခုခုကိုလုံးမနေဘူးဆိုလို့ချင်းစိတ်ကအေးချမ်းမှုမရနိုင်ဘူးစိတ်ကတည်ငြိမ်အေးချမ်းမှုမရဘူးဂန်တိုင်ချင်းကစွန်းနာဖူနီနတ်တဲ့ email မြန်မာခင်လူသားတွေကစွန်းနာဖူနီနတ်တဲ့ email အဲ့လိုပုံစံမျိုးဖြစ်နေပါတယ်အခုလက်ရှိကျွန်တော်တို့ခင်မှာနေထိုင်တဲ့လူသားတွေကပေါ့နော်ချိန်လေးအားပြီးတော့တခုခုမှလုံးမနေဘူးဒီတိုင်းထိုင်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စိတ်တွေမအေးချမ်းဘူးမတည်ငြိမ်ဘူးတခုခုမလုပ်ဘဲနဲ့မနေနိုင်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်လို့သူကပြောတာဆိုတော့ဟီတိုစနော့ဂန်ရင်ဝါတဲ့အဲ့လိုဖြစ်ရတဲ့အကြောင်းရင်းတွေကတခုကတော့တဲ့ယောနောနာကဘန်ရီနီနာရီကျွန်တော်တို့ရဲ့ကမ္ဘာလောကကြီးအောင်ဘန်ရီနီနာရီအဆင်ပြေလာတယ်ဟိုအင်အားထက်ဆိုင်ပို့ပြီးအဆင်ပြေလာတာကိုပြောချင်တာနော်နိုရီဆိုတေကီနီနတ်တဲ့ပို့ပြီးတော့စွမ်းဆောင်ရည်တွေပို့ပြီးတော့မြင်မာလာတယ်ယောရီဟာယာခုရှင်ကတော့ရှီယာကဲတို့ခိုတူကယောရီဟာယာကိုအရင်အထက်ပို့ပြီးတော့မြန်အလုပ်ကိုပြီးစင်းအောင်လုပ်တယ်ဆိုတာကယောရီစကူရဲတဲ့ဤတို့ပို့ပြီးတော့တော်တယ်ပို့ပြီးတော့ထူးချွန်တယ်လို့ယောကစားတဲ့လူယောနီနတ်တဲ့ဤတို့တမင်အကဲဖြတ်ခြင်းခံနေရတဲ့ပုံစံမျိုးဖြစ်လာတဲ့အတွက်ကြောင့်တို့အုံဝါတွေမှာအဲ့လိုထင်ရပါတယ်ဆိုတော့သူကဂျပန်ဒီ N2 level မှာစာသားတွေကိုအရှိရေးထားတယ်ပြီးတော့အတိတ်ပဲတွေကတိုက်ရိုက်တွေဘာသာသွားပြန်လို့ရှိရင်မျက်စိလဲသွားနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီစာကောင်းနားလည်အောင်ပြောပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကမ္ဘာလောကကြီးကအရင်အရင်ခေတ်တည်းကလည်းပို့ပြီးတော့အဆင်ပြေလာတယ်ပို့ပြီးတော့စွမ်းဆောင်ရည်တွေပို့ပြီးတော့မြင်မာလာတဲ့အတွက်ကြောင့်မို့လို့အလုပ်ကိုပို့ပြီးမြန်ဆန်ပြီးအောင်လုပ်နိုင်ခြင်းကတခြားလူတွေတဲ့ပို့ပြီးတော့တာတယ်ပို့ပြီးတော်တယ်ဆိုပြီးတော့အကဲဖြတ်ခြင်းခံလာရတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့စိတ်တွေအနားမရဘူးဘာမှမလုပ်ဘဲနဲ့အေးစစ်မနေနိုင်ဘူးဆိုပြီးဖြစ်လာတယ်ပေါ့နော်ကျောဆိုကတဲ့ဟာဂဲရှိကုနတ်တဲ့ကျောဆိုပြိုင်ဆိုင်မှုတွေကဟာဂဲရှိကုနတ်တဲ့ပြင်းထန်လာပြီးတော့ဟီတိုယောရီဟာယာခုရှိနာခဲ့တယ်ပါလူတွေထက်တခြားလူတွေထက်ပိုပြီးတော့မြင်တက်မလုပ်ဘူးဆိုလို့ရှိရင်မာကဲတဲ့ရှိမာဦးတိုယူအိုဆိုတယ်ရှုံးနေသွားမယ်ဆိုတဲ့အိုဆိုတယ်ကြောက်ရွံ့မှုအကြောက်တရားကိုတဲ့ခိုရိုနီဓာကုယောနီနတ်တမေတယ်ရှောတဲ့နှလုံးသားထဲမှာနှလုံးသားတွေကိုရောက်လာနှလုံးသားထဲမှာထွေးပွေထားတဲ့အတွက်ကြောင့်ဖြစ်တယ်မဟုတ်လားတဲ့ဆိုတော့ဘာကြောင့်မို့လို့ကျွန်တော်တို့ရဲ့စိတ်တွေမတည်ငြိမ်မအေးချမ်းဘာမှမလုပ်ဘဲနဲ့နေရင်မတည်ငြိမ်နိုင်ရတာလဲမအေးချမ်းနိုင်ရတာလဲဆိုတော့ကျွန်တော်တို့တကယ်လို့သာဘာမှမလုပ်ဘဲနဲ့ဒီတိုင်းထိုင်နေမယ်ဆိုရင်တခြားလူတွေထက်ပို့ပြီးတော့နောက်ကျသွားမယ်တခြားလူတွေကိုရှုံးနေသွားမယ်ဆိုတဲ့အကြောက်တရားကျွန်တော်တို့ရဲ့နှလုံးသားထဲမှာရောက်လာတဲ့အတွက်ကြောင့်မဟုတ်လားတဲ့ကြီးကံကခါနေနာရီတို့နတ်တဲရှိမတောင်းတော့တဲ့အချိန်ဟာပတ်စံဖြစ်လာတယ်ဆိုပြီးတော့ခုနောက်ပိုင်းမှာဖြစ်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်တဲ့တော့ဒီတိုင်းထိုင်နေမယ်ဆိုတခြားလူတွေကငါတဲ့တာသွားမယ်တခြားလူတွေကငါတဲ့ကြော်သွားမယ်ဆိုပြီးတော့စိတ်ကမအေးချမ်းနိုင်အောင်ဖြစ်နေတယ်ပေါ့ရှိခါရှိတဲ့ဒါပေမဲ့ sorry တယ်ကွာအဲ့ဒါဆိုလို့ရှိရင်တော့ခိုရိုကမာဇူရှိကိုနတ်တဲရှိမကြီးဆိုတဲ့နှလုံးသားကပင်ပန်းလာမယ်နှလုံးသားကခံစားချက်တွေကင်းမဲ့လာလိမ့်မယ်ပုံစံမျိုးဖြစ်သွားမယ်အချိန်လုံးမအေးချမ်းနိုင်အောင်မတည်ငြိမ်နိုင်အောင်ဖြစ်သွားမယ်ပေါ့နော်နာနီမိုခံကားရဲ့စုနေဘာမှမစင်စားပဲနဲ့ဟီတာဆူရာခီမဲရာတွေတာခုတို့ရှိတဲ့ဤတဲ့ဟီတာဆူရာတဆိုင်မတ်နေပေါ့နော်ခီမဲရာတွေတာခုတို့ကိုဆုံးဖြတ်ထားတဲ့ကိစ္စကိုရှိတဲ့ဤတဲ့လုံနေပြီးတော့ဂျင်းစေးကတောင်တို့ရှိဟာစုခါဒီမာဆန်ကျွန်တော်တို့လူဘွားကြီးကပျော်စရာကောင်းတော့မှာမဟုတ်ဘူးတဲ့သူပြောနေတာကတော့ဘာမှတခြားဘာမှမစင်စားမင်းနဲ့ကိုဆုံးဖြတ်ထားတာကြီးပဲတဆိုင်မတ်နဲ့တော့ဆုံးဖြတ်ထားသလိုမျိုးဒီဇိုင်းမတ်ကြီးနဲ့အများတိုင်းပဲလုပ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လူဘွားကြီးဟာတာယာပျော်ရွှင်တရားကောင်းမှာမဟုတ်တော့ဘူးဆိုပြီးပြောနေတာယူကူရီအာယူမှုခါရာကိုဆိုအေးစစ်စစ်လမ်းလျှောက်ချင်းကတာလင်းလမ်းလျှောက်ချင်းပြင်တာလင်းနဲ့မိချီဘာတာနိစာကူဟာနာနိခီဆွေးတာရီလမ်းမတလျှောက်လမ်းဘေးဝဲရမှာပေါက်နေတဲ့ပန်းလေးတွေကိုကျွန်တော်တို့သတိပြုမိမယ်ခီရိနာယူဟီကိုတာနိုရှိမှုခီဘွန်နိနာရေရုနော်ဒက်စ်လှပတဲ့နေဝင်စည်းတာခြင်းကိုပျော်ရွှင်စွာခံစားနိုင်တဲ့စိတ်ခံစားချက်ကလေးတွေဖြစ်လာမှာပဲဖြစ်ပါတယ်ပြောချင်တာကတော့အမြဲတမ်းပဲအလုံးဆိုပြီးတော့တစ်ချိန်လုံးကိုယ့်ကိုဖိအားပေးနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘဝကြီးကဒါရပျော်ရွှင်တရားကောင်းတော့မှာမဟုတ်ဘူးအေးစစ်ကျွန်တော်တို့လမ်းလျှောက်ပြီးတော့ဒီလမ်းဘေးဝဲရမှာရှိတဲ့ပန်းလေးတွေကိုကြည့်မယ်เนาะအေးစစ်
အဲ့လိုလုံးမတာလေကျွန်တော်တို့လှပတဲ့တာလှပတဲ့ညနေခင်းစီးတာခြင်းလေးတွေကိုကျွန်တော်တို့ခံစားနိုင်မှာမဟုတ်လားဆိုပြီးတော့ပြောထားတာဝါဒရှိထားချိကကြီးကံကိုတိုဒီခါရဲ့ရှိကျွန်တော်တို့တွေကအချိန်ကိုပြန်ပြီးတော့ရယူရမယ်もっとゆったりした時間を生きる必要がありそうですねပို့ပြီးတော့ AACC တက်တက်တတာနဲ့ကုံဆုံးလို့ရတဲ့အချိန်ပို့ပြီး AACC ရှိတဲ့အချိန်ကာလတွေနဲ့ ikiru hisu ရောရှင်သန်နေထိုင်သွားဖို့လိုအပ်ချက်ရှိတယ်မဟုတ်လားပေါ့နော်ရှိရလို့သူထင်တယ်ပေါ့တော့ဒီမှာစာရေးသူကပြောထားတာကအချိန်နဲ့ပတ်သက်ပြီးပြောထားတာဖြစ်တယ်နော်ဆိုတော့ဒီစာပိုင်းကလေးကိုကျွန်တော်နားမလည်ဆိုလို့ရှိရင်နောက်တစ်ခေါက်ကျွန်တော်ပြောတာလေးကိုဒီနေရာလေးမှာခဏ pause ပြီးတော့နောက်တစ်ခေါက်အရှိန်လေးပြန်နားထောင်ကြည့်လို့ရပါတယ်ဆိုတော့ဒီစာပိုင်းဖတ်ပြီးသွားလို့ရှိရင်အောက်မှာကျွန်တော်တို့မေးခွန်းလေး၃ခုဖြေရမှာဖြစ်ပါတယ်နော်ဆိုတော့နံပါတ်1မေးခွန်းအတွက်အဖြေက ABCD ၄ခုရှိတယ်အဲ့ဒီ၄ခုတွေကတစ်ခုကိုကျွန်တော် comment box မှာဖြေပေးပါအဲ့လိုပဲ2အတွက်လည်း၄ခုရှိမယ်3အတွက်လည်း၄ခုရှိမယ်ကဲဒါဆိုရင်ဒုတိယအပိုင်းဖြစ်တဲ့ကျွန်တော်တို့မေးခွန်းဖြေတဲ့အပိုင်းလေးကိုသွားကြည့်ရအောင်နော်နံပါတ်1ကြီးကံကဒွန်းဒွန်းခါဆကူစာရိတဲ့ဤလိုတော့ဗောဒိုယူခုတို့ကအချိန်ကပိုပြီးတော့เนาะအချိန်အဟော်မြင့်တင်ခြင်းကိုခံနေရတယ်ဆိုတာကဘယ်လိုအချက်မျိုးပါလဲတဲ့ကျွန်တော်ပိုပြီးတော့အချိန်ကြီးပိုလိုလာတယ်เนาะအချိန်ကိုပိုပြီးမြဲမြဲစမ်းစမ်းလုပ်ဖို့လိုတယ်ဆိုတာကဘယ်လိုအချက်မျိုးလဲတဲ့ A ကကြတော့ရှိနာခဲတွေပါနာရနိုင်ခုတို့ကအိုခုတဲ့မလို့ရင်မဖြစ်တဲ့ကိစ္စတွေကများပြီးတော့ကြီးကံကမြကြီးကားကိုခံကြည့်တာတဲ့တို့ချင်းကတူတောင်းနေလို့ခံစားရတဲ့ကိစ္စတဲ့နံပါတ်2က何かに夢中になっているとတခုခုကို夢中ဆိုတာကအယူမှုဆွဲလန်းတာကိုပြောတာအယူမှုစိတ်ဝင်စားဖြစ်နေတာတခုခုထဲမှာစိတ်ဝင်စားဖြစ်နေတဲ့အခါမျိုးမှာဆိုရင်一日の時間が短く感じられるတရက်တာရဲ့အချိန်ကတူတောင်းနေဆိုပြီးတော့ခံစားရတာမျိုးတဲ့နံပါတ် C ကကြတော့စာကျော်နိုရီစုကအာဂတ်တဲ့ဒီအလုပ်လုပ်တဲ့စွမ်းဆောင်ရည်တွေကမြင့်တက်လာပြီးတော့一日の信号灯の時間が短くなっているတနေ့တာရဲ့အလုပ်အတွက်အချိန်က短くなっているတူတောင်းနေတယ်ဒီကကြတော့技術の進歩によって信号灯にかかる時間が短くなっているဤပညာ進歩ဆိုတာတိုးတက်မြင့်မားလာတဲ့အတွက်ကြောင့်မို့လို့အလုပ်အတွက်ကုန်ကြမယ်ကြာမြင့်မယ်အချိန်ကတူတောင်းလာပါတယ်သူပြောတဲ့ကြီးကံကဒွန်းဒွန်းခါစုကုစာရတဲ့ဤလူဆိုတဲ့စာသားကအောက်ကစာတောင်းလေးချောင်းလေးကဘယ်စာသားနဲ့အတိတ်ပဲတူညီတယ်လေတဲ့ဒါကိုဖြေခိုင်းတာဖြစ်တယ်ပြီးနံပါတ်2ဆက်တော့မယ်いつも何かしていないとအမြဲတမ်းတစ်ခုခုလုံးမနေဘူးဆိုရင်တဲ့ခိကအိုချီစကားနိုင်စိတ်ကတည်ငြိမ်ချမ်းမှုမရဘူးဂန်အင်းကိုဟိရှာဝဒိုခံခိုင်တဲ့ဤလူကအမြဲတမ်းတစ်ခုခုလုံးမနေဘူးဆိုရင်ကျွန်တော်တို့ရဲ့စိတ်တွေတည်ငြိမ်မှုမရနိုင်တဲ့အကြောင်းရင်းပေါ့နော်အဲ့လိုတည်ငြိမ်မှုမရဘဲနဲ့ဖြစ်ရတဲ့အကြောင်းရင်းကိုတဲ့ဟိရှာဝစာရေးသူကဒိုခံခိုင်တဲ့ဤလူကဘယ်လိုမျိုးစဉ်းစားထားပါသလဲစာရေးသူရဲ့စဉ်းစားမှုပေါ့နော်အေးကကျွန်တော်何もしないと心が貧しくなってしまうと感じることဘာမှမလုပ်ဘူးဆိုလို့ရှိရင်နှလုံးသားကခံစားချက်ကင်းမဲ့သွားမယ်ဆိုပြီးတော့ခံစားရတဲ့အကြောင်းအရာတွေပြီးရကြတော့早く何かを仕上げないとတခုခုမြန်ပေါ့နော်တခုခုကိုပြီးမြောက်အောင်မလုပ်ဘူးဆိုလို့ရှိရင်他の人に勝てないと思うことတခြားလူကိုမနိုင်နိုင်ဘူးလို့ခံစားရတဲ့မနိုင်နိုင်မှုလို့တွေးမိတဲ့အကြောင်းအရာတဲ့စီကကြတော့ဥရှိနတကြည်ကံဆုံးရှုံးသွားတဲ့အချိန်တွေကိုဒိုရီမိုဒိုစာနိုင်တို့ပြန်ပြီးတော့မယူဘူးဆိုရင်ကျော်ဆိုနီမာခဲတဲ့ရှိမအောင်ပြန်ပွဲမှာရှုံးနေသွားမယ်လို့အမိုးခုတို့တွေးမိတဲ့အကြောင်းအရာဒီကကြတော့ဥပဝါရေတကြည်ကံလူယူခြင်းကိုခံလိုက်ရတဲ့အချိန်တွေကိုဒိုရီမိုဒိုစာနိုင်တို့ပြန်မယူဘူးဆိုရင်ဂျင်းဆေးကိုတာနိုးရှိမဲနိုင်လူဘဝကြီးကိုပျော်ရွှင်သွားနဲ့မခံစားနိုင်ဘူးဆိုပြီးတော့ခန်းကြီးတစ်ခုတို့ခံစားရတဲ့အကြောင်းအရာတွေဆိုတော့တေချာလေးစဉ်းစားပြီးတော့ဖြေဖို့လိုမယ်နော်စာသားလေးတွေအခက်စင်လေးတွေဖြစ်ပါတယ်ဒါဒီ undo level reading ဖြစ်တဲ့အတွက်ကြောင့်မို့လို့3လောက်တော့ရိုးရှင်းတဲ့အဖြေထွက်လာမှာမဟုတ်ဘူးတေချာလေးစဉ်းစားဖို့လိုပါတယ်ကဲနောက်ဆုံးနံပါတ်3ဟိရှာဝဂျီကန်のスカイ型についてどのように考えているかတဲ့စာရေးသူကအချိန်ရဲ့အသုံးပြုတဲ့နီလန်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးစဉ်းစားနေပါသလဲတဲ့။ A ကြီးကံကခီချောနာနော်တဲ့အချိန်တွေကအဖိုးတန်တဲ့အတွက်ကြောင့်မို့လို့ရာစုမှုဒိုကီနီကိုအနားယူတဲ့အချိန်မှာတော့မှလည်းပဲနိုရီဆုတက်ကီနီစုကိုရှိတာဟိုကရောဤ
ချိန်ကိုအကျိုးရှိရှိနဲ့အကုန်ဆုံးတာကောင်းပါတယ်တဲ့အတွေးခေါ်ရှိတယ်ပေါ့နော်ပြီးရကြတော့ဤဆိုကားရှိနာကနီမို့အလုံးများနေတဲ့ကြားမှာတော့မှနွန်ပီနီစကိုစုကြည့်ကန်အေးစစ်စစ်နဲ့ကုံဆုံးနိုင်တဲ့အချိန်ကိုဒေကီရူတာကင်မွတ်တာဟိုကရော့ဤတနိုင်တဲ့လောက်နော်ပိုင်ဆိုင်ထားတာကောင်းပါတယ် C ဂျင်းစေကိုတာနိုရှိမှုတောင်းပဲနေဝလူဘွားကြီးကိုပျော်ရွှင်စွာနဲ့ခံစားနိုင်မှုအတွက်ဆိုလို့ရှိရင်ဟီတာဆူရာယူကူရီကြည့်ကန်ကိုစကောရှိတာဟိုကရော့ဤဒီဇိုင်းမမတ်နဲ့နော်အေးစစ်စစ်အချိန်ကိုကုံဆုံးတာကောင်းပါတယ်ဒီကကြတော့ဟီတိုနော်ကျော်ဆိုနီခါဆော့တာမင်းနီဝလူတွေနဲ့ပြန်ဆိုင်မှုမှာတဲ့နိုင်မှုအတွက်ကကြီးကံကိုမော့တိုအချိန်အောင်ပို့ပြီးတော့ယူခိုးနီစခါကိုအကျိုးရှိသောအတုံးချဖို့စကားကိုယောနီရှိတာဟိုကယောဤလူတွေနဲ့ပြိုင်ဆိုင်တဲ့ပြိုင်ပွဲတွေမှာအနိုင်ရဖို့အတွက်ဆိုရင်အချိန်ကိုပို့ပြီးတော့အကျိုးရှိရှိအတုံးချတာကကောင်းနေတဲ့ဒါတော့ဒီစာပိုင်းမှာစာရေးတဲ့သူကအချိန်ကိုအသုံးပြုတဲ့နည်းလမ်းနဲ့ပတ်သက်ပြီးတော့အောက်ကပေးထားတဲ့၄ချက်တွေကဘလူးဘဲအချက်ကိုစဉ်းစားနေတာဖြစ်မလဲပေါ့နော်အဲ့တော့အဖြေလေးကိုကျွန်တော်ရဲ့ comment box မှာဖြေပေးပါနောက်တစ်ခုအနေနဲ့ကျွန်တော်ဒီမှာဒီပထမဆုံးအပေါက်အတွက်ကျွန်တော် vocab လေးနည်းနည်းထည့်ပေးထားရနော်ဆိုတော့အတူလည်းပဲရောက်လာပြီဖြစ်တဲ့ reading ကိုဖတ်ပြီးတော့ဒီတိုင်းအဖြေရှာလိုက်တာမျိုးမဟုတ်ဘဲနဲ့လေ့ကျင့်တဲ့အခါမှာဒါမျိုးခန်းကြီးလေးတွေကဘာသာကိုထုတ်စီခြင်းနဲ့ဒီမှာကျွန်တော်အစမ်းထုတ်ပြတာရနော်ဒီမှာဆို gun die အတိတ်ပြပါလေယနေ့မြန်မာခေတ်တဲ့ modern times present day ခေတ်တဲ့ကျွန်တော်ဂျပန်လိုမှာမှခန်းကြီးရောဟီရာဂနာရောပြီးတော့အင်္ဂလိပ်လိုရောမြန်မာလိုရောလိုက်ပြီးတော့ရှာထားတယ်ပေါ့နော်ဆိုတော့ N2 level ရောက်လာပြီဖြစ်တဲ့ဒါမျိုးလေးတွေကကိုယ့်ဘာသာကိုစာပိုက်ဖတ်တဲ့အခါမှာဆွဲထုတ်သင့်တယ်လို့ထင်ပါတယ်နံပါတ်2ခါဆူကိုရဲ့အတိတ်ပြပါလေဆိုတော့ acceleration speeding up လောက်တာအရှိန်မြင့်တာတော့နာနီကိုတော့ဘယ်ကိစ္စမဆိုနော်ဒီကကြတော့ overrated ဤလို့အတိတ်ပြ PRB ချင်းခံနေရတယ်ငါကကြတော့ခန်းကားကိုဆိုတာ interval အကွာဝေးတွေခြားကာလာတွေကိုပြောတာဖြစ်တယ်နံပါတ်6ကစာကူဟင်းဆိုတာကလူတွေကဒီတင်ဖန်တီးထားတဲ့လက်ရာတွေဥမာဘပုလက်ရာတို့ဒါမှမဟုတ်လဲစိုင်းစားကုန်းတို့စာအုပ်တို့နော်ဝိထုတို့ဒါမျိုးတွေကိုပြောနေတာဖြစ်တယ်နံပါတ်9က Norisu Deki အတိတ်ပဲကျတော့ထိရောက်တော့စွမ်းဆောင်ရည်မြင့်တော့ဆိုတော့ကျွန်တော်ကဥပမာအနေနဲ့9လုံးပဲထုတ်ပေးထားတာဖြစ်ပါတယ်ဒါပေမဲ့မိနာဆိုင်ကကျတော့အပေါ်ဒီစာပိုက်တွေကနေကိုမသိတဲ့ခန်းကြီးတွေဆွဲထုတ်ပြီးတော့ကျွန်တော်အောက်မှာလုတ်ပြထားသလိုမျိုးပဲဒိဗယ်လေးတွေရတာလေးတွေကိုပြန်ပြီးတော့ရှာမယ်ဆိုလို့ရှိရင်အဆင်ပြေမယ်လို့ထင်ပါတယ်ဗျဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုကြမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်